အခုစောင်းလွန်းဝင်လာပြီဆိုတော့လေထုကလည်း6တွေ့လာတဲ့အခါကျတော့ဒေါက်တာတို့ဒီနှာခေါင်းသွေးရှန်တဲ့ case လေးတွေ့လာရတယ်ပေါ့နော်ကလေးတွေမှာဆိုပုံများတယ်နှာခေါင်းသွေးရှန်တာလေးဖြစ်လာကြအဲ့တော့ဒီနှာခေါင်းသွေးရှန်ရင်ဘယ်လိုလုပ်ထားလို့ရလဲဆိုတော့ဒေါက်တာဒီနေ့ပြပြပေးမှာဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့အရေးကြီးတာနှာခေါင်းသွေးရှန်နေတဲ့အခါမှာလူကိုဒီလိုမော့မော့ကြီးမထားရအောင်ဒေါက်တာတို့ငယ်ငယ်ရဆိုလေလူကြီးမိဘတွေကပြောကြနှာခေါင်းသွေးရှန်ရင်ဒီလိုမော့ထားပေါ့နော်မော့ထားမှအပြန်ဝင်သွားမှာဆိုပြီးတော့အဲ့လိုမော့ရမှာမဟုတ်ဘူးเนาะဒီလိုနည်းနည်းလေးခေါင်းလေးကိုနည်းနည်းငုံမယ်ကိုလေးကိုအရှိကိုနည်းနည်းကင်ထားမယ်เนาะကင်ထားပြီးဒီလိုပုံစံလေးနေလို့ရတယ်เนาะမော့လိုက်ရင်ကြတော့ဒီနှာခေါင်းသွေးတွေကမတော်လို့ဒီဗါအသက်ရှူလမ်းကြောင်းလေးကိုပြန်ဝင်သွားတဲ့ခါကြလို့ရှိရင်ပို့ပြီးတော့စိုးတက်တယ်အသက်အန္တရာယ်အထိအောင်ရှိနိုင်တယ်ပေါ့နော်ဒီလေးပြုံထဲကိုဝင်သွားလို့ရှိရင်လေနော်အားကြောင့်မို့လို့အဲ့လိုမျိုးမော့လို့မရဘူးပြီးရင်အိတ်လို့မရဘူးလဲအိတ်လို့မရဘူးနော်ဒီလိုကုန်းကုန်းလေးနေမယ်ကောင်းလေးငုံထားမယ်ပြီးရင်ကျမတို့ဒီဒေါက်တာတို့ကဒီနှာခေါင်းကိုဖိမယ်ပေါ့နော်သွေးတရောင်လို့ဖိမယ်ဆိုရင်ဘယ်လိုမျိုးလဲဆိုရင်နှာခေါင်းဒီလိုတောက်လျှောက်ဒီလိုမာနေတဲ့အယိုးရှိတယ်ဟုတ်ပြီနော်ဖိလာနည်းနည်းပြော့သွားတဲ့နေရာရောက်ပြီးဒီဆက်ကြားလေးနော်ဒီအမာနဲ့အပြော့ဆက်ကြားဒီနားလောက်ကိုဖိထားမယ်ဖိလို့ရှိရင်ဘယ်လောက်ကြာအောင်ဖိမလဲဆိုရင်10မိနစ်15မိနစ်လောက်ကြာအောင်တောက်လျှောက်ဖိထားမယ်နော်10မိနစ်15မိနစ်လောက်ဖိထားမယ်တော်ရုံဖိလိုက်ပြီဆိုရင်သူကသွေးတိတ်သွားတာများတယ်ပြီးရင်ဘာလို့လို့ရလဲဆိုအဲ့နေရာလေးကိုပဲရေခဲလေးအုံလို့ရတယ်ရေခဲလည်းအဲ့လိုပဲ10မိနစ်လောက်ကတ်လို့ရတယ်ပေါ့နော်ရေခဲလေးကတ်မယ်ဒါလို့ပါဇက်ထဲမှာသွေးတွေရှိရဆိုရင်တော့ဒီဟတ်ထုတ်ရမယ်ပေါ့နော်မျိုးချလိုက်လို့မရဘူးဟတ်ထုတ်ပေးရမယ်ပြီးရင်ရေခဲကိုကြတော့ဒီနှာခေါင်းမှာကတ်လို့ရတယ်တချို့ကြောင့်လည်းပါဇက်ထဲမှာရေခဲငုံတာလည်းရှိရေခဲလည်းငုံလို့ရတယ်နောက်အရေးကြီးတဲ့တစ်ချက်ကဘာလဲဆိုတော့ဒီနှာခေါင်းသွေးရက်သွားပြီပေါ့နော်တိတ်သွားပြီဆိုတဲ့ခါကြလို့ရှိရင်ငြိမ်ငြိမ်လေးပဲနေရမယ်နော်ရှောက်ပြေးနေရမျိုးတွေပြီးရင်လူအားနဲ့ညှစ်ပြီးတော့လေလောက်ရမယ့်ဟာတွေဝမ်းညှစ်ပြီးသွားတာမျိုးတွေပြီးတော့ပြင်းပြင်းထန်ထန်လိုလေးကျင်ကန်လောက်တာမျိုးတွေလှုပ်ရှားရှားအရန်လောက်တာမျိုးတွေဘာမှလုပ်လို့မရဘူးငြိမ်လေးပဲထိုင်နေမယ်နော်ဒါလေးတော့အရေးကြီးပါတယ်ပြီးရင်တခြားသိချင်တာရှိရင်ဒေါက်တာကို comment မှာမေးခဲ့လို့ရပါတယ်နော်